ကြီးစားစကားပြောတယ်ပေါ့နော်ချစ်တယ်ကြိုက်တယ်အကြောင်းကိုပြောရင်တော့ဒါဥစ္စာလို့ဒုက္ခအဖက်လို့ခေါ်တယ်ဒေသနာကြားလို့ရှိရင်ပျောက်တာပေါ့နော်နောက်ချစ်တယ်ကြိုက်တဲ့အဆင့်ကတက်ပြီးတော့မေထုံကိစ္စတွေပြောမှာပေါ့နော်မေထုံကိစ္စတွေပြောမယ်ဆိုရင်တော့ဒါတန်ခါတိတိဖြစ်သွားတယ်တန်ခါတိတိအဖက်လို့ခေါ်တယ်ဒါကြတော့ဒေသနာကြားရင်လည်းမရတော့ဘူးပိန်ထဲမှာဝင်ပြီးတော့ကမ္မဝါစာဖတ်ရတယ်ပြီးရင်ပရိဝတ်တွေစောက်တည်ရတယ်မာနက်တွေကြည့်ရတယ်ပြီးမှတန်ခါ20နဲ့ကမ္မဝါစာဖတ်ပြီးတော့သူ့ကိုပကတိယဟန်ဖြစ်အောင်ပြန်လုပ်ပေးရတယ်အဲ့လိုအဆက်စင်သွားရတယ်အဲ့ဒါကမိထုံကိစ္စတွေပါလေပြောတဲ့အခါမှာပေါ့နော်မိထုံကိစ္စတွေနဲ့ပြောတဲ့အခါကျတော့အင်္ဂါဇတ်တွေနဲ့ပတ်သက်ပြီးပြောတဲ့အခါကျရင်တော့ဖြစ်တဲ့အဖြစ်ဒါကြီးတယ်အဲ့တော့နှစ်ပိုင်းပေါ့နော်ဒါတော့အမျိုးသမီးတွေနဲ့ဘုန်းကြီးနဲ့အဲ့လိုသမီးသားစကားချစ်တဲ့ကြိုက်တဲ့ကြောင့်ပြောရင်တော့ထုတ်ခဲ့နောက်တကဆိုးကပြောတယ်မိထုံကိစ္စတွေပြောလို့ရှိရင်တော့တန်ခါတစ်အဘယ်နှမျိုးရှိနိုင်လဲပေါ့နော်ရှိနိုင်တယ်နောက်ခုနကရဟန်းတစ်ပါးနဲ့မျိုးသမီးတွေချစ်ကြိုက်ကြတယ်ဆိုတဲ့နေရာကျတော့ဒါကတော့လောဘကိလေသာကိုပဲပြစ်တင်ရတော့မှာပဲဘုန်းကြီးဘက်ကလောဘအမျိုးသမီးဘက်ကလောဘပေါ့ဒီကိလေသာကိုပဲပြစ်တင်ရမှာပဲတခါတော့မှဟုတ်ဘူးပါလေမဟာဒီဆယ်တော်ကြီးပြောတာထင်တယ်တကားဒီရဟန်းဘုန်းကြီးတစ်ပါးနဲ့အမျိုးသမီးတစ်ယောက်နဲ့ချစ်ကြပြီးဒီခက်သွားကြတယ်ပေါ့လေအဲ့တော့ဝိုင်းပြစ်တင်ကြတာပေါ့နော်နှပြောကြတာဝိုင်းပြစ်တင်ကြတာပေါ့ဟာဒီအမျိုးသမီးသာသနာဖြတ်ဖန်ညာပေါ့နော်ဝိုင်းပြစ်တင်ကြတာပေါ့အဲ့တော့ဆယ်တော်ကြီးကိုလည်း၆ကြတာပေါ့အရှင်မြတ်ရဲ့တခါတပည့်ကပေါ့ဒီလိုပဲဆိုတော့ဝိုင်းပြီးတော့ဆယ်တော်ကြီးကိုလည်း၆ကြတော့ဆယ်တော်ကြီးကနားကြီးလာနေတူတယ်အဲ့ဆယ်တော်ကြီးကပြောတော့နင်တို့တွေတဲ့နော်သူတို့လင်မြန်းတဲ့ကိုပဲပြစ်တင်မနေနဲ့တကယ်ပြစ်တင်ရမှာသူတို့ရင်ထဲမှာရှိတဲ့ကိလေသာကိုပြစ်တင်ရမှာတဲ့နော်အဲ့အမျိုးသမီးရဲ့ရင်ထဲမှာရှိတဲ့လောဘကိလေသာဘုန်းကြီးတို့ဖွဲ့တဲ့တဏ္ဍာမှာရှိတဲ့လောဘကိလေသာဒီကိလေသာကိုပဲပြစ်တင်ညာတဲ့ဒီကိလေသာရှိရင်တော့သူဖွဲ့ကြမှာပဲယူကြမှာပဲရှိကြကြပြောကြမှာပဲပေါ့နော်ဆိုတော့ဆယ်တော်ကြီးကကိလေသာကိုပြစ်တင်ခိုင်းတာဆိုလိုချင်တာကတော့ရင်ထဲမှာရှိတဲ့လောဘကိလေသာရဲ့တောက်ချဲမှုကြောင့်ဒီလိုဖြစ်ကုန်ကြတာပဲလေနော်အဲကြောင့်ကျွန်တော်ရကြမြတ်စွာဘုရားကဒီလိုမဖြစ်ရအောင်လို့ယဟန်တော်တွေကိုအများကြီးကာမပေးထားတာရှိတယ်ဒီလိုမျိုးတွေဖြစ်လာမှာဆိုလို့လေအဲ့တော့ဝိသဘာကစန့်ကျင်ပါအာယုန်တွေမဖြစ်အောင်လို့မြတ်စွာဘုရားကစိတ်ကြွယ်ရမှာမနေဘူးအမျိုးသမီးနဲ့ဘုန်းကြီးနဲ့စိတ်ကြွယ်ရမှာဘယ်တော့မှမနေရအောင်နော်အမြဲတမ်းအဖို့ထားရတယ်တရားစကားပြောရင်တော့မှယောက်ျားလေးအဖို့ယဟန်အဖို့ကိုရင်အဖို့အနားမှာထားပေးရတယ်အဲ့တော့နှစ်ကိုကြားဖြစ်သွားပြီဆိုလို့ရှိရင်မသိတော်တဲ့စကားတွေပြောမိတတ်တယ်လေမသိတော်တဲ့စကားတွေပြောမိတတ်တယ်မမဆက်တွေလုံးမိတတ်တာပေါ့နော်အဲကြောင့်မြတ်စွာဘုရားကဒီရဟောပရိစ္ဆန္နာလို့ခေါ်တယ်ရဟောနိသစ္စာလို့ခေါ်တယ်နော်မျက်စိကြွယ်ရမှာမမြင်ဘူးနားကြွယ်ရမျက်စိနဲ့တော့မြင်ရပြီမဲ့နားကြွယ်ရဆိုတာက12တောင်လောက်အတွင်းဆိုရင်တော့အတန်ကြားရတဲ့စကားပြောတာကိုဘာပြောလဲပြောကြားရတယ်12တောင်ရဲ့အပြင်ဘက်ဆိုရင်ဒီဘုန်းကြီးနဲ့ဒီမျိုးသမီးဘာပြောလဲဆိုတော့မကြားတော့အဲ့လိုမျိုးနားကြွယ်ရလို့ခေါ်တယ်နော်မျက်စိနဲ့တော့မြင်နေရတယ်ဘုန်းကြီးနဲ့မျိုးသမီးနဲ့ဆိုင်စကားပြောနေကြတယ်ဘုန်းကြီးနဲ့တပါးတယ်မျိုးသမီးနဲ့တယောက်တည်းဒါပေမဲ့အဲ့12တောင်ပတ်ဝန်းကျင်မှာဘယ်သူမှမရှိဘူးမရှိတော့သူတို့နှစ်ယောက်ဘာပြောလဲဆိုတော့မသိရအောင်အဲ့လိုမျိုးလည်းမြတ်စွာဘုရားကမဖြစ်စေနဲ့တဲ့ဒါတွေအားလုံးကဘာလဲဆိုစောစောကလို့မသိတော်တဲ့စကားတွေပြောပြီးမှဆိုလို့ကာကွယ်ပေးထားတာလေဒါကြောင့်အဲ့ဒီသိက္ခာပုဒ်တွေကိုဖောက်ဖြစ်လိုက်တဲ့ခါကျမှစောစောကမသိတော်တဲ့စကားတွေနော်သမီးစားစကားတွေမိထုံစကားတွေပြောပြီးဒီထွက်တယ်ဆိုတာဖြစ်လာတာဒီအဆင့်တွေကြော်လာပြီးဖြစ်လာတာကြောင့်ဆိုတော့ရဟန်းတော်တွေအနေနဲ့ကဒီဝိနည်းအသေးလေးတွေကိုအလေးထားရတယ်တချို့ကဝိနည်းသေးလေးပါပေါ့နေလိုက်တယ်ဝိနည်းသေးလေးကိုဖောက်လို့ပဲဝိနည်းကြီးတွေဖောက်တာပဲနော်ဝိနည်းကြီးတယ်ဝိနည်းအကြီးတွေကိုဖောက်တယ်ဆိုတာချက်ချင်းဖောက်တာမဟုတ်ဘူးဒီအသေးလေးတွေကိုကြော်လာပြီးခါမှာအကြီးကိုကြော်သွားတာရောက်သွားတာအဲကြောင့်ဆိုတော့အသေးလေးတွေကိုစောင့်ထိန်ခဲ့တယ်ဆိုရင်အကြီးတွေဖြစ်စရာအကြောင်းမရှိဘူးဒီနေ့ခေတ်တော်တော်များတော့ဝိနည်းသေးလေးပဲချော့ပေးလိုက်ပါဆိုတဲ့ဟာမျိုးနဲ့တွားကြတာများတယ်အဲဒါကြောင့်လည်းလူထွက်ကုန်ကြတာအများကြီးပဲလေနော်